ငယ်ကိုလော့တက်ရလောက်တဲ့အထိအတက်စပီလည်းမြန်ကျင်တယ် Ultimate 9000လည်း6စက္ကန့်9စက္ကန့်ပဲကြာကျင်တယ်ဆိုရင်ဘာ item နေစက်မလဲဒါကတော့ချန်ငယ်အတွက်လိုအပ်တဲ့ item နဲ့ ambulance ဆက်ပဲဖြစ်ပါတယ်ပထမဆုံးအနေနဲ့ဒီချန်ငယ် Ultimate 9000ကိုခဏလေးပဲလိုချင်ရင်တော့ဒီ9000ဖက်နှက်ကိုအရင်ဆက်ထားပါပြီးရင်ချန်ငယ်ကိုမဲနာခဏမကုံရလေအောင်ဒီမဲနာဘုတ်ကိုဆက်ထားရမှာဖြစ်ပါတယ်ကျွန်တော်တို့ကချန်ငယ်ကိုအတက်စပီလည်းမြန်ကျင်တဲ့အတွက်ကြောင့်ဒီ Feather Heaven နဲ့ Golden Stat ဆိုတဲ့ item နှစ်ချောင်းကိုဆက်ထားရမှာဖြစ်ပါတယ်ပြီးရင် Ultimate 9000ကိုခဏလေးပဲလိုချင်ရင်တော့ဒီ Fleety Time ဆိုတဲ့ item ကိုဆက်လိုက်ပါ Okay ကျွန်တော်တို့ကအတက်စပီရော Ultimate 9000ရောပြည့်စုံသွားပြီဒါပေမဲ့ကျွန်တော်တို့အနေနဲ့ Magic Power လိုနေပါသေးရဲ့အဲအကြောင်းမို့နောက်ဆုံးလိုအပ်တဲ့ item ကိုဒီ Holy Crystal ကိုဆက်လိုက်မှာဖြစ်ပါတယ်ဒီလိုဆိုရင် channel အတွက်လိုအပ်တဲ့ attack speed ရော ultimate 9000ရော Magic Power ရောပြည့်စုံသွားမှာဖြစ်ပါတယ်တခုသတိပေးချင်တာကတော့ brother တို့အနေနဲ့အရင်ဆုံး classic မှာစမ်းကြည့်ပါ classic မှာအဆင်ပြေရဆိုမှ run မှာဆော့ကြည့်ဖို့အကြံပေးပါတယ်ဒါကတော့ကျွန်တော်ဆော့ထားတဲ့ပွဲလေးပဲဖြစ်ပါတယ်